မင်္ဂလာပါဒီနေ့မှာတော့ Australia migration နဲ့ပတ်သက်ပြီးတော့ရှင်းပြတဲ့အကြောင်းအရာလေးတွေကို migration consultant တွေကနေပြပြပေးသွားမှာပါရှင် Okay ဆိုတော့ပထမဆုံးအနေနဲ့ Australia skill migration ဆိုတာပါလဲဆိုတာလေးကိုတစ်ချက်ပြပြပေးချင်ပါတယ်။ဒီ skill migration ဆိုတာကပေါ့နော်ဒီ Australia နိုင်ငံမှာလိုအပ်နေတဲ့အလုပ်ခိုင်တွေအတွက်ပေါ့နော်သတ်မှတ်ထားတဲ့လုပ်တဲ့အတွေ့အကြုံရှိတဲ့လူတွေကျွမ်းကျင်မှုရှိတဲ့လူတွေကဒီလျှောက်ထားခွင့်ရတယ်ပေါ့နော်။ဗီဇာမျိုးစားတွေနဲ့သွားရောက်နေထိုင်လို့ရမယ်migrate လုပ်လို့ရမယ်အလုပ်လုပ်လို့ရမယ်ပေါ့နော်ဟုတ်တယ်မှာဒါပေမဲ့ပေါ့နော်skill migration မှာကြတော့လုပ်ငန်းတွေ့ကြုံရှိုံနဲ့လည်းမပြီးသေးဘူးပေါ့နော်အရေးကြီးဆုံးလိုအပ်တာကကြတော့နောက်ထပ်တစ်ချက်အနေနဲ့ဆိုရင်အင်္ဂလိပ်စာ test လေးလိုအပ်သေးရဲ့ရှင်ဟုတ်မြန်မာ professional ရဲ့ပြဿနာတစ်ခုကကြတော့အင်္ဂလိပ်စာ test မဖြေချင်ကြတာပေါ့နော်အင်္ဂလိပ်စာ test ဖြေဖို့အတွက်စာမလေ့လာချင်တာတခြားအကြောင်းမျိုးမျိုးကြောင့်ပေါ့နော်အင်္ဂလိပ်စာ test ကိုမလုပ်ချင်ကြတာမျိုးရှိရဲဒါပေမဲ့ Australia လိုမျိုး English speaking စကားပြောတဲ့နိုင်ငံတစ်ခုမှာပေါ့နော်အလုပ်လုပ်မယ်ဆိုလို့ရှိရင်တော့အင်္ဂလိပ်စာကမဖြစ်မနေလိုအပ်ပါတယ်migration point မှာလည်းအင်္ဂလိပ်စာအမှတ်ကိုထည့်တွက်တာဖြစ်တဲ့အတွက်အင်္ဂလိပ်စာအမှတ်ကောင်းလေလေ migration point အမှတ်မြင့်လေလေဖြစ်တယ်အဲ့တော့အင်္ဂလိပ်စာအမှတ်ကောင်းမှသာ migration point အမှတ်မြင့်မှာဖြစ်တဲ့အတွက်အင်္ဂလိပ်စာကိုပို့ပြီးတော့ကြတော့ result ကောင်းအောင်ဖြေထားဖို့လိုအပ်တယ် Okay နောက်တစ်ခုကကြတော့အသက်အရွယ်ပေါ့နော်skill migration visa တွေ try လုပ်မယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့အသက်က45နှစ်အောင်ဖြစ်နေရမယ်ဆိုတော့45နှစ်အထက်တွေtry လို့မရဘူးလားဆိုလို့ရှိရင်တခြား try လို့ရတဲ့ visa မျိုးစားတွေရှိတယ် employer sponsor visa မျိုးရှိနေပေါ့နော်Australia skill migration visa မှာဆိုရင် visa type မျိုးစားက3မျိုးရှိမယ်189ရယ်190ရယ်491ရယ်ပေါ့နော်visa type တွေမှာအကောင်းဆုံး visa မျိုးစားက189မျိုးစားဖြစ်ပါတယ်အဲ့လိုကိုယ့်ရဲ့အသက်က45နှစ်အထက်ဖြစ်သွားလို့ skill visa type တွေကိုလျှောက်ထားလို့မရတော့ဘူးဆိုရင်လည်း482လိုမျိုး employer sponsor visa မျိုးတွေကိုလည်းလျှောက်ထားလို့ရပါတယ်skill migration လုပ်ဖို့ညီမတို့အနေနဲ့ဘာလို့တိုက်တွန်းချင်တာလဲဆိုရင်မြန်မာ passport holder တွေမြန်မာနိုင်ငံသားတွေအနေနဲ့ပေါ့နော်ကန့်သက်ချက်မရှိတာမျိုးကနေစမှာပေါ့နော်passport pending တွေကိုတွားရောက်ဖို့ခက်ခဲနေတဲ့အချိန်မှာမြန်မာလူမျိုးတွေအနေနဲ့ပေါ့နော်ကိုယ့်ရဲ့ profession နဲ့ကိုယ့်ရဲ့အလုပ်ကိုင်နဲ့လစာများများ standard မြင့်မြင့်နဲ့နေနိုင်တဲ့နိုင်ငံအနေနဲ့ပေါ့နော်ဆိုလို့ရှိရင် Australia ကအကောင်းဆုံးနိုင်ငံလေးဖြစ်တယ်ပြီးတော့ skill migration visa ကလည်းပေါ့နော် Australia နိုင်ငံမှာတွားရောက်ပြီးတော့နေထိုင်နိုင်မှုအတွက်အရန်ကောင်းတဲ့အခွင့်အရေးတွေမှာပါတယ်ပေါ့နော်အဲ့ဒါကြောင့်ညီမတို့အနေနဲ့ဒီ migration ပြုလုပ်ဖို့အတွက်တိုက်တွန်းနေတာဖြစ်ပါတယ်Okay ဆိုတော့ကိုယ့်အနေနဲ့ဒီ skill migration visa တွေစတော့မယ်ဆိုလို့ရှိရင်ကျမတို့ဒီ reverse က skill assessment ကနေစပြီးတော့ပေါ့နော်ဒီ skill migration visa တွေရှောက်တဲ့အထိကျမတို့ reverse က service ပေးပါတယ်အဲ့ဒါဆို reverse ကအလုပ်ပေါ်ရှာပြီးRiver ကတော့လောက်ကန်ရှာဖွေး agency မဟုတ်တဲ့အတွက်လောက်ကန်ရှာပေးရဲ့ service မျိုးတော့မပေးပါဘူးရှင်။ဒါပေမဲ့ skill migration visa ရဲ့ပေါ့နော် first step ဖြစ်တဲ့ skill assessment မှာ positive outcome ရထားရဆိုရင် Australia မှာအလုပ်ရှာဖို့မခက်ခဲပါဘူးရှင်။ကျမတို့ဒီ reverse အနေနဲ့ပေါ့နော်ဒီ Australia skill migration visa ရှောက်တော့မယ်ဆိုလို့ရှိရင် skill assessment process ကနေစပြီးတော့ skill migration visa တွေရှောက်တဲ့အထိmigration lawyer ကိုယ်တိုင်တေချာပြင်ဆင်ပြီးဆောင်ရွက်ပေးနေတာဖြစ်တယ်ပေါ့နော်Australia migration အိမ်မက်ကို reverse နဲ့တူအခုပဲစတင်လိုက်ပါ